ကျွန်တော်ချစ်သောမေဆိုသောအမျိုးသမီးလေးထံသို့ကျွန်တော်ရှစ်တန်းကျောင်းသားအရွယ်ရပေါ့အဲ့ဒီနှစ်ကထူးထူးခြားခြားကျွန်တော်ကဘရင်အောင်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့နှစ်ပေါ့ကျောင်းစာဖွင့်တဲ့နေ့မှာပဲအတန်းပိုင်ဆရာမကအတန်းထဲဝင်လာပြီးတော့သူ့ကိုယ်သူမိတ်ဆက်စကားဆိုနေရင်ကနေအတန်းထဲမှာကျောင်းမလေးတစ်ကောင်ရောက်နေတယ်ဆိုပြီးတော့ပြောပါလိရောအတန်းထဲကကျောင်းသားအားလုံးကလည်းဘယ်မှာလဲဆိုပြီးတော့ဝိုင်းရှာကြတာပေါ့ကြောင်ရည်လို့ကလည်းမတွေ့ပါဘူးဆရာမကဥမာလေးဆိုပြီးတော့လက်ညှိုးထိုးပြီးပြောမှကျောင်းကိုအစ်စ်ပြောင်းလာတဲ့ကျောင်းသူအစ်စ်ကလေးကခုံမော်ကိုမေးစီလေးတင်ပြီးတော့ထိုင်နေတာကိုတွေ့ရတယ်အဲ့ဒီတော့မှသူမကိုပြောမှန်းကျွန်တော်တို့တွေသိခဲ့ရတာသူမရဲ့နာမည်ကမေသူတဲ့ကျွန်တော်နှလုံးသားမှာသူမရဲ့နာမည်ကိုကပီးတင်ခဲ့တဲ့အချိန်ပေါ့သူမကတိတ်လာတယ်ရှစ်တန်းကျောင်းသူနဲ့မလိုက်အောင်အရက်ရှည်ပြီးတော့ခန္ဓာကိုယ်ကလည်းအချိုးစစ်ကြလှပတယ်မျိုးရိုးကတရုပ်ဆက်မလို့အသားရည်ကလည်းအင်မတန်ဖြူဝင်းလှပတယ်ဥပမာညွှန်းဆိုရရင်တော့ကျွန်တော်အတွက်တော့ပပဝရီပဲပေါ့တော်တော်လေးကိုလှတာပါကျွန်တော်ကတော့မင်းကုတာပေါ့ဗျာနို့နဲ့မစင်သေးတဲ့ကျွန်တော်ပုံစံလေးကသူမတတိထားမိလောက်အောင်ထီတော့အဆင့်တန်းမရှိခဲ့ပါဘူးသူမကအတန်းထဲမှာဆိုရင်စာတော်ရဲ့အထဲမှာပါတယ်ကျွန်တော်ကတော့အတန်းပိုင်ဆရာမရဲ့လက်သုံးတော်ပေါ့လက်သုံးတော်ဆိုပေမဲ့အတန်းသား60မှာကျွန်တော်အဆင့်က44လေလတိုင်းတဘာသာကြတယ်အတန်းပိုင်ဆရာမရဲ့သိပ္ပံဘာသာလဲကြတာပါပဲကျွန်တော်နောက်မှာနေရပဲရှိတယ်ဆိုပါတော့အဲ့ဒီနှစ်မှာသူမလည်းဘရင်တော်အသင်းရဲ့မိန်းကလေးအသင်းကောင်းဆောင်ဖြစ်ခဲ့တယ်သူမကဗုဒ္ဓဟူးနေ့ရဲ့အပတ်တိုင်းမှာဖျားမှာပန်းလူဖို့အတွက်ကန္နမာပန်းအဖြူတွေကိုဝယ်လာတတ်တယ်ကျွန်တော်တို့ဘရင်တော်အသင်းယောက်ျားလေးတွေကတော့ရေဘူးလဲဖို့ရေဘိုးတောင်းရင်တောင်းမပေးချင်ကြရှာပါဘူးအဲ့ဒီနှစ်မှာကျွန်တော်သူမနဲ့ညမြဆဆရင်းနှီးခွင့်မရခဲ့ပါဘူးအတန်းထဲမှာရှိတဲ့ကျောင်းခေါ်ချိန်သာမပြေခဲ့တာရှိလိမ့်မယ်သူမရဲ့နှလုံးသားအတန်းချိန်မှာတော့ပြည့်ုံနေမကပဲနဲ့ကြော်တော်ကြော်နေခဲ့ပါတယ်လွဲအိတ်ထဲကစာအုပ်တည်းရဲ့စာမျက်နှာအရေးအတွက်ထက်သူမကိုခိုးကြည့်ခဲ့တဲ့အချိန်အရေးအတွက်ကပိုများမယ်ထင်ပါတယ်အမေသာသိရင်မွေးရကြိုးနဲ့တဲ့အမေသားလို့ရွက်ပြီးစူနေမှသိကြတယ်ဒီလိုနဲ့ရှစ်တန်းအောင်ပြီးတော့9တန်းအောင်ပြီးတော့10တန်းကိုရောက်လာခဲ့တာပေါ့ကျွန်တော်ကံကောင်းနေပြောရမယ်သူငယ်တန်းကနေ9တန်းအထိမအောင်မရှိကျုပ်တစ်ပည့်စနစ်နဲ့အောင်မြင်စွာဖြတ်ကျော်လာခဲ့တာလေစာဆိုတာဘာမှန်းတော့မသိခဲ့တဲ့ကျွန်တော်က10တန်းနှစ်မှာအခက်တွေ့ပါလိရော10တန်းနှစ်ကကျွန်တော်ဘဝရဲ့အပျော်ရွှင်ရဆုံးနှစ်ပါပဲ10တန်းနှစ်မှာသူမကဇီဝဗေဒကိုယူလို့ဘိုင်ယိုဆိုတာဘာမှန်းတော့မသိပါပဲနဲ့ကျွန်တော်ပါလိုက်ယူခဲ့တယ်အဲ့မှာစပြီးတော့အခက်တွေ့တာပါပဲငယ်ငယ်တည်းကအင်္ဂလိပ်စာလာတိုင်းကြားတဲ့ကျွန်တော်ကမြန်မာလိုဖတ်ရတဲ့စာမြန်မာစာတစ်ဘာသာပဲပါပြီးတော့ကျန်တဲ့5ဘာသာကအင်္ဂလိပ်လိုဆိုတော့ပထမလမှာတင်4ဘာသာကြပါလိရောကျောင်းစာလည်းစိတ်ဝင်စားပါဘူးကျွန်တော်သိတာကသူမကိုပါပဲကောင်းတာတစ်ခုကအဲ့ဒီနှစ်မှာသူမနဲ့ကျွန်တော်ရဲ့ရင်းနှီးမှုကတဆင့်တက်ခဲ့တယ်လို့ပြောရမယ်သူမထိုင်တဲ့အတန်းနဲ့ကျွန်တော်ရဲ့အတန်းကဘေးတိုက်ကြည့်ရင်တန်းနဲ့ကြတဲ့အပြင်သူမကလည်းအခန်းရဲ့အလဲလျှောက်လိုင်းအတွင်းဆုံမှာထိုင်နေကျွန်တော်ကလည်းအတွင်းဆုံမှာထိုင်တော့ကျွန်တော်တို့တယောက်ကအလွန်နီးကပ်တဲ့အနေထားမှာပဲပေါ့တယောက်ကိုတယောက်စားအုပ်တွေပြန်လည်ငားပြီးတော့စကားပြောပြတဲ့အချိန်လေးပုံများလာတာပေါ့ကျောင်းဖွင့်ချိန်ဆိုတော့မိုးရာသီစွန်းဆိုလိုက်ပေါ့ကျွန်တော်တို့ကျောင်းဆင်းချိန်ဆိုရင်မိုးကအမြဲတမ်းရွာတယ်ကျွန်တော်တို့ကျောင်းသားအများစုကဆင်းရဲကြတော့ကျောင်းအသွားအပြန်ကိုစပိန်လေးတွေနဲ့သွားကြပြန်ကြတယ်သူမကလည်းစပိန်လေးနဲ့ပဲပေါ့ကျွန်တော်မမိပါသေးတယ်အဲ့ဒီနေ့ကကျောင်းအပြန်မိုးကဆွေအောင်ရွာတယ်